သက်ရှိယနေ့ခေတ်မှာရှေ့တန်လှူရှားကြတဲ့အသက်ရှိတွေဟာစိတ်ကူလောဘဖြစ်တာစူးစီးခဲ့ပြီးမနာလိုစိတ်နဲ့သာချီနှောင်ခဲ့တယ်။ယနေ့ခေတ်မှာရှေ့တန်ကြတဲ့အသက်ရှိများပြီးစားတော့ကိုစည်းသက်ခြင်းများသာညှဉ်းညူကြ၍ကိုချင်းစာစိတ်များပစ္စည်းပြနေကြပြီလားမတွေးဘူးခဲ့ကြသလား။မနေ့ခေတ်တိုင်းကိုပိတ္တသုံးဖေးပြီးအစချီခဲ့ပြီးမြဲငွေဤချုံနောက်မှုမှာနေဝင်ခဲ့မယ်။ယနေ့ခေတ်ပုထုဇဉ်ပြီးလူလာမြောက်ခဲ့ပြီးမြဲတိုင်းထွာခြင်းများသာခြာနာလွန်တယ်။ဒီမေစာပြီးလူမဖြစ်ပါစေနဲ့မိတ်ဆွေဆိုတဲ့ဆေးရအုပ်ချိတ်စကားကယခုခေတ်သက်ရှိများကြားနာရမယ့်တရားဖြစ်တယ်။လူချင်းရှည်စရာပါရှိလဲမင်းရင်ယခုခေတ်သက်ရှိများရဲ့အညွတ်တရားကိုမင်းကောင်းကောင်းကြီးခံစားရလိမ့်မယ်။ရုံလှဖို့မလိုဘူးစိတ်လှရင်ပြီးဆုံးတယ်လို့မင်းပြောရင်ပြီးဆုံးလှသူရဲ့တဏိတာကိုခဏလောက်ဝင်ကြည့်လဲရမင်းဟာဤကဘာပေါ်မှာပြရှေတန်ခဲလို့သာပြောထွက်ခဲ့မယ်။စလုံးတလူပြူဆဲဆဲမိုးယိုတနီအိတ်ချာကရေကိုခံပြီးမောဆိုးစွာအိတ်ဆက်ဖူးရင်ကိုမပိုင်တဲ့မြေကြီးပေါ်နေမိတိုင်းအားငယ်ရတဲ့ရက်ဝန်းမှာမေးရှိတန်ခဲရရင်တိုက်ပုတ်အကြီးနဲ့ဖလားကင်ထားတဲ့ဂုတ်တီးရှိလူကြီးမင်းကဘာလဲဆိုတာမသိလာလိမ့်မယ်။ဂီယူနာနဲ့တစ္ဆာကိုကျောင်းလိုက်ပြီးလျှောက်ပြေးနေတဲ့လူတွေ့ရင်မင်းလီလီကိုရှုဖို့မတော်ဆုံးပါနဲ့ထိုးသူသည်ဤဘဝပေါ်၌ရှေ့တန်ရသူဖြစ်သည်